ကျေးဇူးပါတယ်စတာတို့ရဲ့နေပြည်တော်အိမ်လေးပေါ့ဟုတ်ကားပါကင်ဟုတ်တယ်အကျဲအကျဲကြီးပဲဟိုလေကောင်းလေတန်ရအောင်လို့အကျဲကြီးလောက်ထားဟုတ်ဒီမှာကတော့ဘယ်နေရာမဆိုဒီအိမ်ကလည်းကျဲတယ်တိလားတစ်ခုခုဆိုရင်အကျဲကြီးအဲ့လိုလောက်ထားပါတော့အဲ့လိုမိသားစုကလည်း9ယောက်တောင်ဆိုတော့လေဒါမပြချင်ဘူး Miss Tin Icon ညမဒါတော့ that favorite place ပေါ့ဟိုမှာအဲ့ဟိုအမြင်ကတောင်ငင်မြင်ကကြိုက်တာဘိုးတဲ့အကျဲကြီးပဲအကျဲကြီးပဲစနာတော့ဒီအိမ်လေးကဘယ်လိုရမလဲအေးချမ်းနဲ့peaceful ဖြစ်တယ်ပြီးတော့မိသားစုနဲ့ quality time ဒီလိုရတယ်ပြီးတော့အမတရားရည်နဲ့အများကြီးပေါ့နော် memories တွေရှိရဲတော့ခုပေါ့စနာတော့ရတယ်ကျေးဇူးပါတယ်ဝင်လာလို့ရရှင်ဟုတ်ဆီလာတာကဟုတ်ဒါစတာတို့ရဲ့နေပြည်တော်အိမ်လေးပေါ့ဟုတ်ကားပါကင်ဟုတ်တယ်အကျဲအကျဲကြီးပဲဟိုလေကောင်းလေတန်ရအောင်လို့အကျဲကြီးလောက်ထားဟုတ်ဆယ်ကြီးဟုတ်ကဲ့ထင်ပါတယ်ဆယ်ကြီးအကျဲတော့လေသူကအကုန်ဆန့်နေပေါ့ပြောရမယ်ဆိုရင်အဲ့လိုမျိုးဟိုဒီဘက်မှာလည်း chill လုံးမဲ့နေရအဲ့လိုမျိုးပေါ့အဓိကတော့ကြဲဝုန်းဝုန်းကြိုက်တာပေါ့နော်ဟုတ်ဘယ်ချိန်ပုတ်အမှန်တိုင်းပြောရလို့ရှိရင်တော့ဆီလာကနေပြီးတော့ကြာအဲ့လိုပေါ့အလုပ်ရှိမှအဲ့လိုကိစ္စရှိမှလာဖြစ်တာများရယ်ပေါ့နော်အခုကလည်းဒီပွဲလေးတိုင်နေလာဆိုတော့ကိုဟာတယ်မှာမတဲပဲနဲ့ကိုအိမ်မှာပဲနေဖြစ်တာပေါ့နော်ဟုတ်ဘာကျ safe တာပေါ့ကားလေးတက်ဆီလာဟုတ်တယ်ပပကမမိုးကဆီလာကမဟုတ်ဟုတ်ကဲ့အဲ့ဒီအယောင်လေး idea လေးပပ idea ပဲထင်တယ်နော်အဲ့လိုဆီလာတို့လည်းအဲ့လို agent နေလေနော်အဲ့လိုလေးတိုက်တော့ဟုတ်တကယ်ချင်းနေလားခေါ်ရဲဒါပေမဲ့သူကမအားတာနော်ခေါ်ရဲတကယ်ချင်းတွေကိုလည်းဟဲ့လာမယ်အဲ့လိုတေးပါလည်းခေါ်ပါရဲ့ဟုတ်အထဲလေးလိုက်ခဲ့ပါအောင်နော်ဒီမှာပါအခန်းဖွဲ့စည်းပုံလေးကြာဆိုတော့ရိုးရိုးလေးတွေပဲပေါ့နော်ဟုတ်တယ်အဲ့ကန်းကျဲဘယ်လိုပြောရမလဲအေးစင်ညဘက်ကြလို့ရှိရင်မိသားစုစကားပြောပေါ့နော်အဲ့လိုမျိုး2000ဘလောက်ကမယ်ဆီလာဆိုတာငငယ်လေးပဲရှိသေးတယ်ဟောဒါဆီလာအဲ့ဒါဆီလာဒါအကြီးဆုံးအမဒါအင်ဂျင်အငယ်ဆုံးပေါ့ဒါပပနဲ့မမိုးကရင်ဝစ်စုံလေးနဲ့ဆီလာငယ်ရောအရန်စပင်အရန်ထူတယ်ငယ်ရောမချောစပင်ရထူတယ်ဒီမှာအလင်းပြန်နေလိုက်ဒါဆိုရင်ဧည့်သည်လဲလာပြီးတော့မုတ်တောင်ရှိရဲစားမယ်မုတ်ကတော့အရန်စားရဘဲနေအကုန်ထားတာထက်ညက်တွေရောအကုန်ပဲအဲ့လိုပဲအင်းကတော့အစားတလိုင်းနေပေါ့နော်ဆီလာတော့နည်းနည်းအလုတ်ကစားတော့စားရတယ်ဒါပေမဲ့ဟိုဘယ်လိုဝိတ်ကရှော့ရပေါ့ထင်လို့ပါတကယ်မရှော့ပါခဏပြပါဟုတ်တယ်ဒီကတည်းကဖွင့်ပြတော့နော်ဆိုတော့ဒါကတော့ဒုတိယထပ်ပေါ့နော်လေကားလေးလည်းကျိုးနေဟုတ်တယ်လေကားလေးကျိုးနေနေပဲဒီအယောင်လေးကျိုးရောင်လေးပဲဆိုဟုတ်ဒီမှာကတော့ပေါ်တယ်အဲ့လိုလေးဘယ်နေရာမဆိုဒီအိမ်ကလည်းကျဲတယ်တိလားတစ်ခုခုဆိုရင်အကျဲကြီးအဲ့လိုလောက်ထားတာပေါ့နော်အဲ့လိုမိသားစုကလည်း9ယောက်တောင်ဆိုတော့လေဒီမှာဒါကတော့ဆီလာအခန်းပေါ့ဒီမှာတော့အရန်တော့မနေဖြစ်ဘူးပေါ့ကိုကဒီမှာလာလည်မှပဲနေဖြစ်တာပေါ့ဟုတ်ဒါမပြချင်ဘူးဒါဟိုပြိုင်နာဟာတရားမတရားဟောင်းနေပါပေါ့နော်ဒီက Miss Tin Icon ပြိုင်တော့ဒါရန်ကုန်မှာဒါကတော့ဟုတ်တယ်ဒီမှာလောက်ထားရဟာဒါဟိုဘက်ကပေးရဟာလေးနားလေးနော်ဒီကစီလာဟိုကရခဲ့ဖိုတိုချန်နဲ့စုလေးဒီကမနစ်ကဟိုကဂျင်လူလေးဟာ Miss Tin Icon ဖိုတိုချန်နဲ့ရတဲ့ဟာလေးဒီဗီဒီယိုလေးပေါက်သွားသေးတယ်တခါဒါကတော့အမတ်တရလေးပေါ့နော်ပေါ်လေးမှာထားဒီကတော့ဟိုသူတို့ရဲ့ search ပေးရအဲ့ရကမော်ရီယာပေးရဲ့ search လေးပေါ့နော်ဒီကတော့ဟိုပါပေါ့နှစ်ကကျောင်းကပေးရဲ့ queen ပေါ့နော်ဟုတ်ကဲ့ law queen ခဏမဟုတ်ဘူးမလို့ဟုတ်တယ်စီလာမြန်မာဆိုတော့လေသူကအဲ့လိုဆိုတော့ Miss Tin Icon မြန်မာဟုတ်ကဲ့ပါဒါလေးကတော့အလုံးအမတ်တရားဖြစ်ဆုံးလေးပေါ့နော်စီလာဝင် Miss Tin Icon မြန်မာဒီကုန်းတက်မှာတော့အကုန်လုံးတယ်စားရလွယ်ပြီးအကုန်လုံးတယ်ဒါဟိုဟာဒါလေးကတရောလေးဒါလေးအောင်တော်တော်ဟိုဟာဖြစ်နေစီလာဒါဘယ်နဲ့ဟိုဟာလုံးကအဲ့ဒီကုန်းတက်မှာတက်တုံးကလေတန်ဆုံးမှာဝင်လာတန်ဆုံးမှာဝင်ပြမယ်နော်လက်ခွက်တော့အရန်တော့မရတော့ဒါပေမဲ့အတန်တော့မြည်အောင်ပါမဖွင့်တာကြားနေပြီဒီတင်းပြ MC နဲ့တွေ့မှအမလေးဒါအဲ့တန်ဆုံးနှောင်းကဒါချင်းကော
တော်တော့တိတက်ခဲ့ပေါ့ရချင်းတရောဆိုလို့ရှိရင်ဒီလိုပေါ့ဒီလိုလေးတိုင်တာပေါ့နော်အခုကလက်သိမ်းနေဆိုတော့ထိုးပြတော့မရတော့ပြီးတော့ဘိုးကလည်းဒီမှာရေးဆွာပြီးတော့ဘိုးကိုလည်းပြန်ကြိတ်ရပါပေါ့ဖျောင်းနဲ့တိုက်ရအောင်ပါပြီးတော့ဒါကစတာအဲ့ဝစ်စုံလေးတို့ဟာလေးနဲ့ပြိုင်တာဒါက swing suit round မှာ swing suit round မှာအော်ဒီရားပြပြမယ်ဒီရားကတော့ဖုံတက်နေဒီရားလေစတာ14နှစ်လောက်တုန်းက14နှစ်လောက်တော့ပြိုင်တာဒီပေါ့နော်ဒီ pageantry join တာအဲ့ငငယ်လေးထက် join တာဒါဆို14နှစ်လောက်တုန်းကဟိုဟာဆိုရင်ဒါအဲ့ရန်ကုန် North လာမသိရသွားအဲ့တော့ကဲဒီကတော့ဒုတိယထပ်အပေါ်မှာဆရာအပေါ်ကိုကြိုက်တယ်ဒါလေးကတော့ကြောင်လိန်လေးကားလေးပါအရင်ကပိုးသုံးကြရဒီလေးကတေချာတတိထားပြီးတော့တက်တော့တက်ရတယ်။ဒါကတော့ that favorite place ပေါ့။ဟိုမှာအဲ့ဟိုမြင်ရတောင်နေမြင်ရကြိုက်တာ။ညနေအခုတော့နေ့လေအောင်မှလေတော်တော်တိုက်တယ်။အဲ့ညနေဆိုရင်တော့တော်တော်ကြီးကိုတိုက်တာ။လူညဘက်လေနေလို့ကောင်းတယ်။အရင်ကအဲ့ပုတ်ကြီးอ่ะ။ဟုတ်တယ်မြူလေးစိုင်းနေရမိုးလင်းချင်းဆိုတော့ဘိုးတဲ့အကျယ်ကြီးပဲ။အကျယ်ကြီးပဲဒီမှာထိုင်လို့ရတယ်။ဒီကဒီမှာထိုင်တာ။အခုအောင်မှနေရှိန်နေနေရှိန်နေဟိုညနေလောက်ဆိုရင်တော့အဆင်ပြေတယ်အဓိကကျတာအဲ့လိုတောင်နေကိုတောင်ကြည့်နေမှလာနေတာပဲအဲ့လိုထိုင်မိကြည့်ရင်ပိုတော့မှဘေးနားပဲမမြင်ရဟိုးဟိုပဲမြင်ရကြည့်ရလားဟုတ်တယ်မျက်စိတစောအခုကတော့ဟိုဘက်ခြံနေတော့ကြည့်ပါမယ်နော်ဟုတ်ပါမမိုးပြန်ရောက်နေမခုနလေး charge ကပြန်ရောက်တာဒါကတော့မမိုးပါမင်္ဂလာပါအားလုံးကိုမင်္ဂလာပါရှင်သမီးစီလာပေါ့နော်ချစ်ပေးတဲ့ပရိသတ်တွေအားပေးပေးကြတယ်ပေါ့နော်ပရိသတ်တွေအများကြီးကျေးဇူးတင်ပါတယ်သမီးကိုပေါ့နော်ပို့ပြီးတော့ချစ်ပေးကြပါပို့ပြီးအားပေးကြပါအရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အရောက်စီတိုင်းကိုလည်းဖျားသခင်ကောင်းချီးပေးပါစေအသိဖို့ပဲလိုက်ကြလာအောင်မယ်မိုးဦးစင်တက်တာဆုံးကြီးอ่ะဟောပြေးပါနေအောင်ဆုံးစီဒါမဲ့ပပခဲ့ပါတယ်ဟာလေးသွားတယ်ဒီနေရာကတော့ဟိုဟာဧည့်သည်အတွက်ပေါ့အဓိကကတော့ဟုတ်အဲ့ပေါ့အဲ့လိုဧည့်သည်တချို့လာလူများရဆိုရင်ဒီမှာပဲဟာပေါ့ဟုတ်အဲ့တော့ဒါစီလာတာမာတီတော့တတိယမြောက်အိတ်ဟုတ်တယ်ဒါကတော့တတိယမြောက်အိတ်ခံပေါ့အိတ်ခံတော့တတိယမြောက်စထုပ်ထားလောက်ရှိနေပြီလေအပေါ်မှာရောအများကြီးပဲအဲ့လိုနေစရာတွေကတော့ဟုတ်ဒီမှာလေးမိနစ်ကစီလာတို့ဟိုရုပ်ရှင်နဲ့ဒီမှာရိုက်ကူးရေးလေးလောက်သွားသေးတယ်ဆရာအဲ့တီးစင်ငယ်ဘွားရိုက်တော့အဲ့ဟိုဘက်ဒီရောဒီဘက်ဒီရောခွဲရိုက်ကြအဲ့တော့ဆိုလဲအဲ့လိုမျိုးဆောက်ခွက်နေပျော်ကြကြီးဟုတ်စီလာအိမ်မှာပဲဟုတ်တယ်မီဆိုင်လေးလားဒီမီဆိုင်လေးကတော့ကြိုက်တယ်ဒီအပေါ်ကဒီမျက်နှာချက်လေးနဲ့မီဆိုင်လေးနဲ့ကလေအဲ့လို match ဖြစ်တယ်ဆရာတို့ဒီမှာတခုဆိုလို့ရှိရင်ဒီမှာကတော့လောက်ချက်တော့ချက်တယ်ပေါ့ဒါပေမဲ့မှားစားအများဒီဟာလေးလည်းဒီဆိုင်လေးလည်းအရန်ကောင်းပါရဲ့လို့ဟာဒါစီလာတို့ဖွင့်နေတဲ့ဆိုင်လေးပါဟုတ်ကဲ့ဒါရန်ကောင်းပါရဲ့တင်သူများဆိုင်ဒီအောင် restaurant ပေါ့နော်ဒီဟာနေရာလေးကအောင်တော့ဟုတ်ဘူးပပနာမည်ပါတာကိုနာမည်ကတိတ်ခွေခံရှိပါတယ်အဲ့ဟာလေးကဒီနားမှာပဲအကုန်လုံးဒီကနေပြီးတော့မှာပဲတိုက်ချောင်းလမ်းဆောင်မှာအိတ်စီလာတဲခုခန်းလေးရှိရဲအမှလည်းသွားပြီးတော့ဈေးတက်တာလေးနဲ့တဲလို့ရပါတယ်ဒီဟာလေးကျတော့ဆရာတို့ဒီ restaurant လေးပေါ့အကုန်ရတယ်မှာခုနအဲ့လိုဆရာတို့ဒီမှာစားတာတောက်တာအကုန်လုံးဒီမှာပဲဖုန်းလေး clean ဆိုပြီးတော့မှာလိုက်တာပေါ့နော်ခုနကစီလာအိမ်လေးကိုပြိတ္တကြီးပြပြီပေါ့ဟုတ်ကဲ့ပြပြီပါစီလာအိမ်လည်းဒီပြောရရင်ကြောင်းလို့ရှိရင်လာလေလို့ရပါတယ်ရှင့်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ဒါစီလာတို့တော့ဒီအိမ်လေးကဒါဘယ်လိုမျိုးလေးတန်ဖိုးရှိတဲ့အိမ်လေးဘယ်လိုကိုသတ်မှတ်ထားတဲ့နေရာလေးတစ်ခုဖြစ်တယ်စီလာတော့ဒီအိမ်လေးကဘယ်လိုပြောရမလဲ agent နဲ့ peaceful ဖြစ်တယ်ပြီးတော့မိသားစုနဲ့ quality time ယူလို့ရတယ်ပြီးတော့အမတရားအိမ်နဲ့အများကြီးပေါ့နော် memories ရှိရဲ3ခုပေါ့စီလာတော့ကဒီဟာလေးလမ်းကြုံရင်လည်းလာလေပေါ့နော်လာကြည့်လာလေလို့ရပါတယ်အေးပါလေလာတောက်လို့ရပါတယ်စီလာတို့ကအရင်welcome ပါရှင်အခုလိုမျိုးအိမ်လာလေပေး MC ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်တတာ